အားလုံးပဲမင်္ဂလာပါကိုစောနေတဲ့ game ကောင်ဟက်ကန်လိုက်ရရင်မိနစ်ပိုင်းတွင်ပြန်ရအောင်ဘယ်လိုယူရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်အရေးကြီးတာကတော့လက်ရှိကိုင်းနေတဲ့ဖုန်းမှာပြန်ယူမဲ့ game ကောင်6လ9လအထက်စော်ထားဖို့လိုပါတယ်အခုကျွန်တော်ပြောပြမယ့်နေရာတော့ reset မရှခံရတဲ့အကောင့်တွေဝယ်စော်ထားတဲ့အကောင့်မဟုတ်ပဲကိုယ်တိုင်စဖွင့်ပြီးစော်ထားတဲ့အကောင့်တွေဆိုရင်ရနိုင်ရည်ပိုပြီးများပါတယ်ဂိမ်းတွေကနေစင်စာတရားမဖြစ်လို့ဝင်စရာအကောင့်မရှိဖြစ်နေရင် level 5လောက်ရောက်တဲ့အကောင့်တစ်ခုဖွင့်လိုက်ပါဂိမ်းတွေကိုရောက်ပြီဆိုတော့လည်းဘယ်ဘက်နားကပုံလေးတွေကိုဝင်ပါမယ်ဒါမျိုးပေါ်လာရင်တော့ကျွန်တော်တို့အကောင့် recover ယူရပါမယ်နောက်ပြီးတော့ရင်တော့ phone account retrieval ကိုထပ်ပြီးတော့ရွေးရပါမယ်ဒီမှာတက် on the link to fill in the form ဆိုတဲ့အပြာရောင်လင်းလေးတွေကိုဝင်ပါမယ်အပေါ်ဆုံးကအကောင့် ID ဆိုတဲ့ဟာကိုရွေးပြီးတော့နှိပ်ကိုနှိပ်ပါမယ်အပေါ်ဆုံးကအကောင့် ID ဆိုတဲ့ဟာကိုရွေးပြီးတော့နှိပ်ကိုနှိပ်ပါမယ်ကိုပြန်ယူမဲ့အကောင့်ရဲ့ ID နဲ့စာပါကိုဖြည့်ပေးရပါမယ် ID နဲ့စာပါဖြည့်ပြီးသွားရင်တော့နှိပ်ကိုနှိပ်ပြီးတော့နောက်တစ်ဆင့်ကိုဆက်သွားပါမယ်ဒါမျိုးပေါ်လာရင်သုံးခုမြောက်ကဟာကိုအမှန်ကြီးပေးပြီးတော့နှိပ်ကိုနှိပ်ပြီးဆက်သွားပါမယ် My third party account what has ဆိုတဲ့ဟာကိုအမှန်ကြီးပေးပြီးတော့နှိပ်ပါမယ်ဒီအဆင့်ရောက်ရင်တော့၅ခုမြောက်ကဟာကိုရွေးပါမယ်ဒီမှာကတော့ကိုယ့်အကောင့်ကိုပါသွားတဲ့ရက်စွဲကိုထည့်ပေးရမှာဖြစ်ပါတယ်တိတိကျကျသိဖို့လိုပါတယ်ကိုရာကနေဒိုင်းမွန်ဝယ်ထားတဲ့ပြည်သားမျိုးဂိမ်းတွေကနေတစ်ဆင့်ဒိုင်းမွန်ဝယ်ထားတဲ့ပြည်သားမျိုးရှိရင်ဖြည့်လို့ရပါတယ်ပြည်သားမရှိရင်တော့ကျွန်တော်အခုထားတဲ့အတိုင်းပဲလိုက်ပြီးထားလို့ရပါတယ်ပုံနေရာမှာတော့ game ကောက် profile ပုံထည့်ပေးရမှာဖြစ်ပါတယ်အားလုံးဖြည့်ပြီးသွားပြီဆိုရင်တော့နှိပ်ကိုနေပြီးတော့ဆက်သွားပါမယ်ဒါကတော့ကိုယ့်အကောင့်ကိုစဖွင့်ပြီးစောတဲ့ခုနှစ်လရက်ကိုမေးတာဖြစ်ပါတယ်အတိအကျမမီနီးစက်ရခံမှန်းပြီးတော့ထည့်လို့ရပါတယ်ဖြစ်ပြီးသွားပြီဆိုရင်တော့နှိပ်ကိုနေပြီးတော့နောက်ဆင့်ကိုဆက်သွားပါမယ်ဒါကတော့ကိုယ့်အကောင့်ကိုစဖွင့်တော့ဆော့ခဲ့တဲ့ဖုန်းအမျိုးအစားကိုမေးတာဖြစ်ပါတယ်ကိုစဖွင့်တဲ့ဖုန်းမမိဘူးဆိုရင်လက်ရှိကိုင်းနေတဲ့ဖုန်းကိုထည့်ပေးလို့ရပါတယ်ဒီနေရာမှာကတော့လက်ရှိကိုဖုန်းထဲမှာရှိတဲ့ Gmail တစ်ခုကိုထည့်ပေးရမှာဖြစ်ပါတယ်Gmail ထည့်ပြီးသွားရင်ဘေးနားဆန့်ကိုဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါမယ်Gmail တွေကိုကုတ်6လုံးပို့ပါလိမ့်မယ်ကြားရတဲ့ကုတ်6လုံးဒုတိယမှာထည့်ပြီးတော့နောက်ဆင့်ကိုဆက်သွားပါမယ်ဂိမ်းထဲမှာခံထားမှုတဲ့ secondary password 6လုံးကိုထည့်ပေးရမှာဖြစ်ပါတယ်မမမိတော့ဆိုရင်တော့0 6လုံးထည့်လိုက်လို့ရပါတယ်ဒါကတော့ကိုယ့်အကောင့်အရင်ကချိန်ထားမှုတဲ့တပ်ပါတီအကောင့်အနေနဲ့ချိန်ဘူးတဲ့ Gmail တွေကိုမေးတာဖြစ်ပါတယ်ပထမဆုံးမှာတော့ကိုချိန်ထားတဲ့တပ်ပါတီအကောင့်တွေကိုထည့်ပေးရမှာဖြစ်ပါတယ်ဒုတိယမှာကတော့ Gmail တစ်ခုထည့်ပေးရမှာဖြစ်ပါတယ်မွန်တွန်းချိန်ထားတဲ့ Gmail မှတ်မိရဆိုရင်လည်းမွန်တွန်း Gmail ကိုထည့်ပေးလို့ရပါတယ်ဒီတတိယမှာတော့ကိုလွန်ခဲ့တဲ့6လမှာအမြင့်ဆုံးရောက်ခဲ့တဲ့ rank ရဲ့စတားအရေးအတွက်ရဲ့ကိုမေးတာဖြစ်ပါတယ်အတိအကျမမမိရင်နီးစက်ရခံမှန်းပြီးတော့ထည့်လို့ရပါတယ်လေးခုမြောက်ကဟာတော့ကိုအကင်အများဆုံး row နဲ့အဆော့အများဆုံး hero ကိုမေးတာဖြစ်ပါတယ်ဒီအောက်ဆုံးကတစ်ခုကတော့ diamond ဝယ်ထည့်ဘူးတဲ့ဒိန်းနဲ့ထည့်ဘူးတဲ့အရေးအတွက်ကိုမေးတာဖြစ်ပါတယ်
အားလုံးဖြစ်ပြီးသွားရင်နေကိုနှိပ်ပြီးတော့နောက်တစ်ဆင့်ကိုဆက်သွားပါမယ်ဒီနေရာမှာတော့ကျွန်တော်အခုရေးထည့်ထားတဲ့စာအုပ်ပဲပြန်ပြီးတော့ရေးထည့်လို့ရပါတယ်ဒီ program screenshot နေရာမှာကတော့ကိုယ့်အကောင့်နဲ့ပတ်သက်တဲ့ပုံနှစ်ပုံလောက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးသွားပြီဆိုရင်တော့ submit ကိုနှိပ်ပါမယ်ဒါမျိုးဖောင်လေးကြာလာရင်တော့အကောင့်ကပြန်ရသွားပြီပဲဖြစ်ပါတယ်ပထမကြောင်းမှာကိုပြန်ရှိမဲ့ Gmail ကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ဘေးနာဆန့်ကုတ်ကိုနှိပ်လိုက်ကို Gmail တွေကိုစောနာလိုပဲကို6လုံးကြာပါလိမ့်မယ်အဲကို6လုံးဒုတိယမှာထည့်ရပါမယ်ဒီအောက်ကနှစ်ကြောင်းမှာတော့တူညီတဲ့ password ကိုနှစ်ခါပြန်ပြီးတော့ထားပေးရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ submit ကိုနှိပ်ရပါမယ်ဂိမ်းနဲ့ပြန်သွားပြီးတော့ button အကောင့်ကနေပြောင်းလိုက်ရင်ကိုယ့်အကောင့်ကပြန်ရသွားပြီပဲဖြစ်ပါတယ် mobile legend အကောင့် error ဖြုတ်ရှင်လို့ပဲဖြစ်ဖြစ်အကောင့် hack ခံရလို့ပြန်ယူချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram အကောင့်ကိုလာရောက်ဆက်သွယ်လို့ရပါတယ်ဗီဒီယိုလေးကိုအစဆုံးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်